မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့မနက်ခင်းလေးပါဗျအားလုံးပဲစိတ်ချမ်းသာကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးကတ်ဆိုးဘေးဆိုးရံပေါင်းမှာကင်းဝေးကြပါစေဗျာနော်မျိုးတွေအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒီဟာအောင်ပါဗျာနော်မျိုးတွေအားလုံးမင်္ဂလာပါနော်အဲ့တော့ဒီကနေ့18ရက်3လ2025နင်္လာနေ့မနက်မှစပြီးတော့နော်တောက်ကြနေ့21ရက်နေ့ညနေထိတူတီများများအောင်မြင်ကြပါစေဗျအဲ့တော့ကျွန်တော် free ကနန်းလေးတွေခဏနေဒီကနေတင်ပေးပါမယ်နော်ဒီဘက်လည်းကျွန်တော်သင်္လာနေ့မနက်ကနေဒါတောက်ကြနေ့ညနေထိ free ကနန်းလေးတင်ပေးပါမယ်ဗျာနော်ကျွန်တော်ပုံမှန်လေးပဲတင်ပေးပါမယ်နော်အဲ့တော့ကျွန်တော်ရှိမှာနေ့တိုင်းကနန်း3ခွက်ပေါ့နော်အော်3ခွက်900လောက်တော့ပို့ထိုးပေးလိုက်ပေါ့နော်ကျွန်တော်တို့ပေါက်ပေး4000ကျပ်မနေ့တစ်ချိန်ညနေတစ်ချိန်ရကျင်တဲ့အမျိုးများအော်3ခွက်ပေါ့နော်နေ့တိုင်း3ခွက်မနေ့တစ်ချိန်ညနေတစ်ချိန်နော်ရကျင်တဲ့အမျိုးများက3998981438ဒီဟာအောင်ဖိုက်ပါကိုလာရောက်ဆက်တွဲပြီးတော့ပေါက်ပေးဝယ်ယူပါနော်အဲ့တော့ကျွန်တော်ရှိမှာမနေ့တစ်ချိန်ညနေတစ်ချိန်ပေါ့နော်လင်းလာနေမနေ့ကနေတောက်ကြနေညနေအထိပေါက်ပေးအော်3ခွက်နော်900ပို့ထိုး4000ကျပ်ပေါ့နော်ရကျင်တဲ့အမျိုးဆွေများကဂရိတီတဲ့အဆင့်ပြေတဲ့လူများပေါ့နော်3998981438ဒီဟာအောင်ပိုက်ပါမှာလာရောက်ပြီးတော့ဆက်တွဲပြီးတော့ဝယ်ယူလို့ရပါတယ်နော်900ပို့ထိုးပေါ့နော်နေ့တိုင်း3ခွက်ပေါက်ပေး4000ကျပ်900ပို့ထိုးနေ့တိုင်း3ခွက်ပေါက်ပေး4000ကျပ်ပေါ့နော်အဲ့ပြီးဗုဒ္ဓမကျော်မွေကနန်းနှစ်ကွက်ပေါ့နော်အကောင်ကတော့ပေါက်ပေး9000ကျပ်နောက်ရကျင်တဲ့အမျိုးများက3998981438ကိုလာရောက်ဆက်တွဲပြီးတော့ဝယ်ယူလို့ရပါတယ်နော်ဗုဒ္ဓမကျော်ပေါက်ပေးနှစ်ကွက်9000ကျပ်ပေါ့နော်ဗုဒ္ဓမကျော်ပေါက်ပေးနှစ်ကွက်9000ကျပ်ရကျင်တဲ့အမျိုးများက3998981438ကိုလာရောက်ဆက်တွဲပြီးတော့ပေါက်ပေးယူလို့ရပါတယ်နော်ဗုဒ္ဓမကျော်တစ်ခွက်ကောင်းပေါက်ပေး9000ကျပ်ပေါ့နော်ဗုဒ္ဓမကျော်တစ်ခွက်ကောင်းအထူးမွေးနော်မွေးကွက်ပေါက်ပေး9000ကျပ်တစ်ခွက်ကောင်းပေါ့နော်ရကျင်တဲ့အမျိုးများ3998981438ကိုလာရောက်ဆက်တွဲပြီးတော့ပေါက်ပေးယူလို့ရပါတယ်နော်ဝယ်ပြီးယူခြင်းတဲ့အမျိုးဆွေတွေကတော့တပတ်စာ3000ကျပ်ပေါ့နော်အကောင်ကတော့အင်္ဂါမကျော်ပတ်တီးပါမယ်ကျွန်တော်တို့နေထိုက်အော်အန်နှစ်ကွက်စီ4ကွက်ပေါ့နော်အဲ့မှာမွေးကနန်းအပတ်တိုင်းထွက်တဲ့မွေးကနန်းနှစ်ကွက်ပါမယ်ဗျာနော်အားလုံးမှာ3000ကျပ်ပေါ့နော်တပတ်စာအကောင်ကတော့လက်ငင်းပါနော်ဝယ်ပြီးယူခြင်းတဲ့အမျိုးဆွေများကတော့တပတ်စာ3000ကျပ်နော်အင်္ဂါမကျော်ပတ်တီးပါမယ်နေတိုင်းအော်အန်4ကွက်ပါမယ်နော်အပတ်တိုင်းထွက်တဲ့မွေးကနန်းနှစ်ကွက်ပါမယ်ဗျာနော်အဲ့ဒါမှ3000ကျပ်ပါနော်အဲ့တော့3998981438ဒီဟောင်းဘိုက်ပါကိုလာရောက်ဆက်တွဲပြီးတော့ဝယ်ယူနိုင်ပါတယ်နော်3998981438ဒီဟောင်းဘိုက်ပါကိုလာရောက်ဆက်တွဲပြီးတော့ဝယ်ယူနိုင်ပါတယ်နော်အဲ့တော့အမျိုးတွေအားလုံးဒီလောက်ပါပဲเนาะကျွန်တော်ခဏနေကျရင် free ကနန်းလေးတွေတင်ပေးပါမယ်เนาะအဲ့တော့ကျွန်တော်ဒီရတဲ့အဆင်မြင်ပြီလို့ like show လေးတက်ပြီးတော့ပြောပေးပါမယ်เนาะအဲ့တော့အားလုံးပဲမင်္ဂလာပါမျိုးတွေအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျ